ဆက်တရေကြီးဟာစမ်းရည်တွေကိုဆယ်ဘင်းကားနဲ့ပြီး3,500မိုးစုချခံရကဖိုးစိတ်ကိုတကွဲပြလိုက်တဲ့အောင်စမှုမြန်မာစသဖြင့်လောကမှာမင်းသားချင်းချင်းစမ်းရှင်လာကြတဲ့သတင်းတွေကတကယ်ကိုမှအားရစရာကောင်းပါတယ်အထူးသဖြင့်ထိတ်တန့်မင်းသားကြီးဖိုးချင်းနဲ့ဒီဘက်ခေတ်မှာအရန်ကိုနာမည်ကြီးနေတဲ့အောင်စမှုတို့ရဲ့အောင်မြင်မှုတွေကပြည်သူတွေကြားထဲမှာအတော်လေးကြည့်ရထားနေရလဲဖြစ်ပါတယ်မင်းသားကြီးဖိုးချစ်ဆိုတာကတော့အလုံးသိကြတဲ့အတိုင်းပဲအမှုပညာရရောစိတ်ဓာတ်ရပါထိတ်တန့်ကဖြစ်နေတာကြောင့်ပြည်သက်တွေအခိုင်အမာရရှိထားသူတယောက်လည်းဖြစ်ပါတယ်ဒီရက်ပိုင်းတွင်မှာပဲဖိုးချစ်ကရွှေဆွဲတွေနဲ့အတူသိန်းပေါင်းထောင်ကြီးစုချခံရသလိုမန္တလာမင်းတထေးကလည်းစင်ပေါ်မှာ3,500တီစုချခံရကကြောင့်ဖိုးချစ်ရဲ့စမ်းကရော့မသွားဘူးလို့ပြောနေကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့အခုတစ်ခါမှာတော့အောင်စမှုရဲ့ဖန်တွေကဖိုးချစ်ကိုတကွက်ပြလိုက်ပါပြီAR တိုင်းကဆဲသက်တရေကြီးတို့ကအောင်စမှုအတွက်ပေ40အတွက်ကတစ်စီလုံးစံအိမ်အပြည့်နဲ့3,500ဘိုးအထိစုချလိုက်ရလဲဖြစ်ပါတယ်။ငွေသားစုတွေထက်ဆိုင်ရင်7ဘင်းကားကြီးအပြည့်တင်လာတဲ့စံအိမ်2,000ကျော်ဆိုတာကတကယ်ကိုထူးထူးခြားခြားနဲ့ဂုဏ်ရှိတဲ့စုကြီးပဲဖြစ်ပါတယ်။ဒီဖြစ်ရဲ့ကြောင့်အောင်စမှုရဲ့စံကမင်းသားကြီးဖိုးချိတ်ထက်တောင်မှတာသွားပြီးလို့ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ဖိုးချိတ်ကတော့ငွေသားနဲ့ရွှေတွေရရှိချိန်မှာအောင်စမှုကတော့လူလူအတွက်အရေးပါတဲ့စံအိမ်တွေကိုကားအပြည့်စုချခံရတာလည်းဖြစ်ပါတယ်။အောင်စမှုရဲ့အစိုးရကအစံကဖိုးချိတ်လောက်ကိုပြင်းအောင်ပြင်းသေးတယ်လို့တောင်မှတချို့ကဆိုခဲ့တာလည်းဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရောအခုလိုမျိုးစံအိမ်ကားအပြည့်စုချခံရတဲ့အောင်စမှုရဲ့အောင်မြင်မှုကမင်းသားကြီးဖိုးချစ်ကိုကြော်တက်သွားမလားဆိုတာထင်ပါရဲ့သလားရှင်စေတနာကောင်းလုံးလို့အရင်နှင်းဆုံးလူရှင်တော်ဖြစ်ဖြစ်ကိုကားဝယ်ပြီးတော့မဲ့အောင်စဘူးကိုရီးယားမင်းသားတွေထက်ချောပါတယ်လို့လက်ရှိမှာနာမည်ကြီးနေတဲ့စမင်းသားချောလေးအောင်စဘူးကတော့တပေါ်ကျေးဇူးရှိတဲ့လူရှင်တော်ဖြစ်ဖြစ်ကိုကားဝယ်ပြီးတော့မဲ့လို့သိရပါတယ်အောင်စဘူးနဲ့ဖြစ်ဖြစ်ဟာညီအကိုရင်းတွေလားဖြစ်မင်းကြတာဖြစ်ပြီးတော့အောင်စဘူးဆက်ထောင်ချိန်မှာလဲဖြိုးဖြိုးကသူ့ရဲ့ကျမကြီးကိုတော့လုံးဝကြီးမဆိုင်ပဲလူရှင်တော်စနန်သမားနေရာကနေအပြည့်အဝကုညီပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကျေးဇူးတည်တတ်တဲ့အနေနဲ့အောင်စဘူးကသူအစဉ်ပြေလာချိန်မှာဖြိုးဖြိုးကိုကာဝယ်ပေးမယ်လို့ပြောဆိုထားပြီးရဲ့အကြောင်းကိုတိုင်ကန်ရှင်ဖြိုးဖြိုးကိုယ်တိုင်ကအင်တာဗျူးတစ်ခုမှထုတ်ကြားခဲ့ပါတယ်။ဒီမှာဆုံးအနေနဲ့ဖြိုးဖြိုးကအောင်စဘူးရဲ့ဇက်ဟာအောင်မြင်နေပြီဖြစ်ကြောင်းတညကိုဇက်ကမြန်မာငွေ3,800နဲ့ကျူကျေးကမြန်မာငွေ3,900ရလို့တနေ့ကို3,500ဝင်ငွေရှိကြောင်းအာရဝမ်းသာထုတ်ပြောထားပြီးဒီဝင်ငွေတွေနဲ့သူကိုကာဝယ်ပြီးတော့မှဖြစ်ကြောင်းလည်းပျော်ရွှင်စွာပြောဆိုခဲ့တာပါ။တဲ့တိုင်းသာဆိုရင်အောင်စဘူးရဲ့ဝင်ငွေကမြမမင်းသားကြီးတွေထက်တောင်ပိုကောင်းနေရဲ့လို့ဆိုရမှာဖြစ်ပါတယ်။လူရှင်တော်ကိုကားပြန်ဝယ်ပေးနိုင်တဲ့ဆက်စရာဖြစ်လဲရက်တည်နိုင်တော့မှဖြစ်ပါတယ်။ဒါကြောင့်ဇက်ကယုံနဲ့ပတ်စံအလောက်ရပြီးကားပါဝယ်တော့မယ့်အောင်စဘူးအပေါ်ဝေဖန်သူတယောက်ကတော့အောင်စဘူးကြောင့်မြန်မာတွေဆင်းရဲတယ်။ပြည်ရင်းစစ်ဖြစ်နေလို့အပျော်ပါးတွေမလုံနိုင်ကြဘူးဆိုတဲ့စကားကိုတော့ပြန်ရုပ်သိမ်းရတော့မယ်ထင်တယ်။မြန်မာလူမျိုးတွေဟာစက်တပင်နဲ့ပတ်သက်လာရင်အစွဲလန်းကြည့်ပြီးအောင်စဘူးရဲ့ဒီကုလုံးမှာပြပလာပင်ကြီးပေါက်တဲ့အထိစုချင်းငွေတွေပေးနေကြပါတယ်။သူချသူအများစုဟာအမျိုးသမီးတွေဖြစ်နေရကိုသတိထားမိပါတယ်။မိမတွေတစုံတယောက်ကိုချစ်မိရင်အကုန်ပေးဆက်ခြင်းတဲ့သဘောရှိတယ်လို့ဆိုရမယ်။ရိုယာကြားရီတောင်အတီမရတဲ့မိမတယောက်ကိုအဲ့လောက်ပတ်စံတွေအကုန်ခံပြီးဖွင့်မကြမှုလို့ပြောဆိုထားတာကိုတရားပါတယ်။လိုပဲဖြစ်ဖြစ်အောင်စဘူးရဲ့စန်းစာတာနဲ့အရေးအချင်းတွေကိုမင်းသားကြီးမင်းသမီးကြီးတွေကတော့ချီးကျူးနေကြပြီးဒီအတိုင်းသာဆိုရင်မြမဆက်တွင်လောကပြန်လဲဥမော်လာနိုင်မှာဖြစ်တယ်လို့မျှော်လင့်နေကြပါတယ်။ပိတ်သက်ကြီးတို့ရောလူရှင်တော်ကိုကားပြန်ဝယ်ပေးမယ်ဆိုတဲ့အထိစေတနာကောင်းပြီးအောင်မြင်နေတဲ့မင်းသားချောလေးအောင်စဘူးပေါ်ဘလို့များထင်ကြပါသလဲနော်။